ပြီးတော့ခဏကိုလဲတာလဲကျွန်တော်အန်တော့ရရန်လုပ်ပြစေချင်တယ်တဲ့နော်ကျွန်တော်လည်းမလုပ်တတ်သေးဘူးမလုပ်တတ်တာမဟုတ်အကျဉ်ဖြစ်အောင်မလေးကျင်းထားပါတော့အဲ့ဒါကြောင့်မလို့အချိန်နဲ့တိတ်မရခဲ့အဲ့ဒါကြောင့်မလို့လုပ်ပြလိုက်မယ်နားတဲ့အထိလုပ်ပြမယ်ပြောတယ်ကောင်းဆိုင်တော့ပြီစိတ်မကောင်းကြပဲဒါနဲ့စိတ်မဝင်နော်အဲ့ဒါဒီနေ့ဒါဆိုโอเคစီးစိတ်ကောင်းကွယ်နည်းနည်းဟောကျန်းမိသွားတာခဏကွာတက်တက်ကိုဆိုင်တော့ဘာဖြစ်တော့ဆောင်ရတဲ့ညနာတော့ပြန်ပြီတုံးမယ်နာတဲ့စီလောမှာကျွန်တော်တမိုင်းစီရတဲ့ကြရင်ထုတ်ခေါ်ပြမယ်နော်သူ့မြန်မာနိုင်ငံလေးဒီတော့ကျွန်တော်လက်ချင်တာကျွန်တော်ပြန်နေဆိုရင်တွေးထွက်တဲ့အထိအောင်လုပ်ပြလိုက်ရတွေးထွက်တယ်ဆိုတာအဲ့ဒါမင်းအောင်မြင်မှုပဲ understand တွေးထွက်ရမှာမကြောက်နိုင်မှန်းကြီးချုပ်ဖြစ်နေအောင်စူးစမ်းမမျိုးအများအားပေးနေမယ်နော်အားပေးနေမယ်